အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြပြမယ့်အကြောင်းအရာလေးကကျွန်တော်တို့ဒီ SPT ကိုပေါ့နော်အတင်မရှိဘဲနဲ့ကျွန်တော်သုံးစွဲလို့ရှိရင်ဘာတွေဖြစ်တယ်လဲပေါ့နော်ဘာတွေဖြစ်တယ်လဲပြီးတော့ဘလို့အန်ဒီရဲ့မျိုးတွေနဲ့ကြုံတက်လဲဆိုတာကိုကျွန်တော်အခုဒီဗီဒီယိုမှာပြပြပေးသွားမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ဆက်ပြီးတော့လေ့လာလိုက်မယ်ဆိုတော့ကျွန်တော်တို့ကအတင်မရှိဘဲနဲ့ပေါ့နော်ဒီ SAS Protected Device လို့ခေါ်တဲ့ SPD ကိုသုံးမယ်ဆိုလို့ရှိရင်ဖြစ်တတ်တဲ့ပြဿနာတွေကအများကြီးပဲပေါ့နော်ဒါတွေကိုသိထားရမယ်တတ်ထားရမယ်အဲဒါကြောင့် SPD တက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအတင်ကောင်းနဲ့အတင်ရှိတဲ့ system တွေမှာပဲတက်ဆင်အသုံးပြုရမယ်အတင် system မရှိဘဲနဲ့ SPD တွေသုံးမယ်ဆိုလို့ရှိရင်တော့ဒီမဖြစ်တဲ့အကြောင်းအရာတွေမဖြစ်တဲ့တာတွေဖြစ်တတ်တယ်ပေါ့နော်အဲဒါကြောင့်မို့လို့ကျွန်တော်တို့ဒီ SPD တက်မယ်ဆိုလို့ရှိရင်အတင် system ကိုတခြားလေးချပေးပါဟုတ်ပြီဒါဆိုရင်ကျွန်တော်ဆက်ပြီးတော့ SPD တက်ပြီးတော့အတင်မချဘဲနဲ့သုံးမယ်ဆိုလို့ရှိရင်ဘာတွေဖြစ်တတ်လဲဆိုတော့ဆက်ပြီးတော့ပြပြမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ SPD လို့ခေါ်တဲ့ဒီ SAS Protected Device ကကျွန်တော်တို့ DC မှာဖြစ်ဖြစ် AC မှာဖြစ်ပေါ့နော်SAS Protect တွေ SAS ကားကနေဖြစ်လာပြီးမိုးကြိုးအန်ဒီရဲ့ကြောင့်ဖြစ်လာပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ SPD ကနေတဆင်မြေကြီးတွေကိုလွှဲပြောင်းပေးတာပေါ့နော်အဲ့ဒါကိုမှကျွန်တော်တို့အတင်မရှိဘဲနဲ့ဒီ SPD ကိုတက်ထားမယ်တကယ်လို့SAS ကားကနေ SAS Protect တွေဖြစ်လာပြီးဆိုလို့ရှိရင်ဒါကမြေကြီးတွေကိုလွှဲပြောင်းပေးနိုင်မှာမဟုတ်ဘူးအတင်မရှိတဲ့အတွက်လွှဲပြောင်းပေးနိုင်မှာမဟုတ်ဘူးအဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့သုံးနေတဲ့ပစ္စည်းတွေပျက်စီးမယ်ဒါကတက်ထားတာပဲရှိတယ်ပေါ့နော်ပတ်စံကုန်တာပဲဖတ်တင်တယ်ဘာမှအနေကိုလက်ခေါ်ပေးနိုင်မှာမဟုတ်ဘူးတက်ထားတာပဲရှိတယ်ဘာမှအလုပ်လုပ်ပေးနိုင်မှာလည်းမဟုတ်ဘူးဟုတ်ပြီနော်ဒါကြောင့်မို့လို့ကျွန်တော်တို့က SPD မရှိဘဲနဲ့သုံးတာမှာပို့ပြီးတော့စိတ်ချရတဲ့ဆိုတဲ့သဘောမျိုးတော့ဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော် SPD သုံးမယ်ဆိုလို့ရှိရင်အတင်ကိုတည်တည်ချာချာလေးချပေးရမယ်အတင်ရှိမှ SPD သုံးရမယ်အတင်မရှိဘဲနဲ့ SPD မသုံးစေချင်ဘူးပေါ့နော်အနေနဲ့ပို့ပြီးတော့များတယ်ပြီးတော့ကျွန်တော်ဒီ SPD ကအတင်မရှိလို့ရှိရင်အလုပ်လုပ်နိုင်မှာလည်းမဟုတ်ဘူးပြီးတော့ကျွန်တော်တို့ကဒီ SPD ကိုတက်ထားတယ်ပေါ့နော် SPD ကိုတက်ထားပြီးတော့မတီးဘူးပေါ့နော်အတင်လည်းမပါဘဲနဲ့ SPD ကိုရိုးတိုင်းပဲတက်ထားမယ်ဆိုလို့ရှိရင်သုံးဆွဲတဲ့သူတွေကတော့ဒီ SPD တက်ထားတဲ့ကြောင့်မလို့ဒီ SAS ကားနဲ့ SAS Protect တွေဖြစ်လာလို့ရှိရင်ဖိတ်ချရတယ်ဆိုပြီးတော့ပေါ့နော်သုံးဆွဲနေမယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကတကယ်လို့ SAS ကားနဲ့ SAS Protect တွေဖြစ်လာပြီဆိုလို့ရှိရင်ဒီသုံးဆွဲနေတဲ့ပစ္စည်းတွေအကုန်လုံးပျက်စီးသွားနိုင်တယ်နောက်ဆုံးပုံပြောရလို့ရှိရင်ကျွန်တော်ဒီမီးလောင်မှုအနေအောင်ဖြစ်စေနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော် SPD ကိုသုံးမယ်ဆိုလို့ရှိရင်အတင်ကိုစနစ်တကျနဲ့ချပြီးတော့သုံးပေးရပါမယ်ဟုတ်ပြီကျွန်တော်တို့ဒီ SPD ကိုအနှစ်ချုပ်ပြီးပြောရမယ်ဆိုလို့ရှိရင် SPD ကိုအတင်မရှိဘဲနဲ့သုံးမယ်ဆိုရင်ဘာဖြစ်တယ်လဲဆိုတော့ဒီသူ့ရဲ့အလုံးလုံးနိုင်စွာကောင်းကောင်းအလုံးမလုံးနိုင်ဘူးအကာအကွယ်မရှိဘူးပေါ့နော်အကာအကွယ်မရှိဘူးပြီးလို့ရှိရင်ကျွန်တော်သုံးဆက်နေလျှက်စစ်ပစ္စည်းတွေလည်းပျက်စီးနိုင်တယ်ပြီးတော့ကျွန်တော်နောက်တစ်ချက်ကမီးလောင်မှုအန္တရာယ်လည်းဖြစ်နိုင်တယ်ဟုတ်ပြီနော်ဒါတွေကိုပြောမယ်ဆိုလို့ရှိရင်အန္တရာယ်ရှိတယ်ပေါ့နော်အန္တရာယ်ရှိတယ်ဟုတ်ပြီအဲဒါကြောင့်မို့လို့ကျွန်တော် SPD သုံးမယ်ဆိုလို့ရှိရင် grounding system ကိုမှန်မှန်ကန်ကန်တက်ဆင်ပြီးတော့မဖြစ်မနေလိုအပ်တယ်ဟုတ်ပြီနော်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီ SPD တက်ဆင်မယ်ဆိုရင် ground ကိုတည်တည်ချာချာလေးတက်ဆင်ပေးပါလို့ပြောချင်ပါတယ်ကျွန်တော်အရင်တင်ခဲ့တဲ့ SPD ရဲ့အသုံးပြုပုံ SPD ရဲ့ name plate ပုံ SPD ကိုဘယ်လိုနေရာမှာဘယ်လိုရွေးချယ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြပြထားတဲ့ဗီဒီယိုရှိတယ်အဲ့ဒီဗီဒီယို link ကိုလည်းဒီ video description မှာကျွန်တော် link ချပေးခဲ့မယ်အမှသွားရောက်ပြီးတော့လည်းကျွန်တော်တို့ကြည့်ရှုလို့ရပါတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်ကဒီ add-in system ဗီဒီယိုကိုလုပ်ပေးထားတာရှိတယ်ဒီဗီဒီယိုရဲ့ description မှာလည်းကျွန်တော် link တစ်ခါတည်းထည့်ပေးခဲ့မယ်အဲ့ဒီမှာသွားရောက်ပြီးတော့လည်းကြည့်ရှုပေးပါဒီ add-in ကသုံးဆွဲတဲ့ပုံစံ add-in ကိုဘယ်လိုမျိုးစနစ်တကျတက်ဆင်ရမလဲဘယ်လိုမျိုးလုပ်ကိုင်ရမလဲဆိုတော့အကြောင်းအရာတွေအကုန်လုံးကိုရှင်းပြပေးထားတယ်အဲ့ဒီမှာသွားရောက်ပြီးတော့ကြည့်ရှုပြီးတော့ကျွန်တော်တို့တက်ဆင်လို့ရတယ်သုံးဆွဲလို့ရပါတယ်ကျွန်တော်ဒီ add-in ကိုသုံးဆွဲမယ်ဆိုလို့ရှိရင် add-in အတွက်ဆိုရင်ကျွန်တော်တို့ကတူအောင်အောက်ကိုရအောင်လုပ်ပေးရမယ်လက်တဲ့အတွက် module အတွက်ဆိုလို့ရှိရင်တောင်းအောက်ကိုရအောင်လုပ်ပေးရမယ်ဟုတ်ပြီနော်ကျွန်တော် SPD ကို add-in မရှိဘဲနဲ့သုံးဆွဲတဲ့အခါမှာဖြစ်ပျက်တတ်တဲ့အရာလေးတွေကိုပြပြပေးသွားတာပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်အခုဒီပြပြသွားတာလေးကိုနားလည်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်